ကိုယူလျက်ပစိုးနယ်တုပ်ပြီးဆိုင်ထဲကိုပြန်ဝင်သွားပါတယ်လွန်ခဲ့သောမိနစ်ပိုင်းကလူတယောက်အားတန်ပိုင်လုံးနဲ့တတိလက်အောင်ရိုက်ခဲ့သူဟုတ်ပါလေစားလို့ထင်ရလောက်အောင်သူကတည်ငြိမ်လွန်းနေပါတယ်ခဏကြာမှလူငယ်တယောက်ဆိုင်ရှိကိုရောက်လာပါတယ်ကိုကြီးဖို့တို့ဦးလေးဘိုးတင်ကတွေ့ရင်ကိုအခုချက်ချင်းလာခဲ့ပါတဲ့အမေရောပြန်လာပြီလားဒီဆိုင်ဘယ်သူဆောက်မှလဲမင်းဆောက်မှလားပါသိန်းကိုကြီးဖို့တို့တင်းကိုအမေလည်းကြားပြီလို့ဦးလေးဘိုးတင်စီရောက်နေပြီအဲ့ဒါဆိုင်ကိုပိတ်ပြီးအခုချက်ချင်းလိုက်လာခဲ့ပါတဲ့ဖို့တို့ကခေါင်းငိမ်ပြလိုက်ပါတယ်ဆိုင်တကားကိုပိတ်တော့ခတ်ပြီးတဲ့နောက်ညီဖြစ်သူရဲ့စပိန်တော်ကိုခွတက်လိုက်ပါတယ်။သင်ဟာဘတ်စကားပိုင်ရှင်မြန်မာလူမျိုးတထေးများတွေကတူဖြစ်ပါတယ်။ဖိုးတို့ရဲ့ဦးလေးတော်ဆက်ပါတယ်။ဒိန်ကြီးစေးရွှေတကုံဖျားငါးရက်ကြီးရင်လိုင်းကိုပြေးဆွဲတဲ့ချင်းသေးစိတ်ဘတ်စကား၅စီးပိုင်ဆိုင်ပါတယ်။ဖိုးတို့ဟာရခင်ကဥဖို့တင်ရဲ့ချင်းသေးဘတ်စကားလိုက်မှာစပယ်ယာလိုက်ရင်ကားမောင်းတင်ပါတယ်။စပယ်ယာတန်း3နှစ်လောက်မှာဘတ်စကားလောကမှာဖိုးတို့ကိုမသိသူမရှိဖြစ်လာခဲ့ပါတယ်။လူကလည်းငယ်သလိုလက်ကလည်းရင်လုံးသဖြင့်ထို3နှစ်အတွင်းမှာပင်လူရိုက်မှု6မှုဖြစ်ခဲ့တဲ့ဖြင့်ဦးလေးဦးဖို့တင်မှအကြိမ်ကြိမ်လိုက်ရှင်းခဲ့ရပါတယ်။ချင်းသေးတဲ့စိတ်လိုင်းဂိတ်ဆာယာနေမြေအပိုင်းဖြစ်သောဗဟန်းရဲစခန်းအချုပ်ဟာဖိုးတို့အတွက်ဒုတိယအိမ်ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးတော့ထိလွယ်ရှလွယ်သောစပယ်ယာလိုက်ချင်းအလုပ်ကနေဖိုးတို့ကိုအနားခိုင်းလိုက်ပါတယ်။မိခင်ဖြစ်သူဒေါ်ချစ်ဘူးနဲ့ညီဖြစ်သူဘာသိန်းတို့က14လမ်းဈေးမှာဈေးရောက်တော့လေဖိုးတို့ကမူဈေးရောက်တာကိုဝါသနာမပါထို့ကြောင့်လမ်းမတော်ဖိုးတို့ဟာလမ်းမတော်တဝိုက်ရှိဂျင်ဝိုင်းများကြက်ဝိုင်းများမှာကျင်လည်ပါတယ်ပုံနာပါထွန်းဒီဟူသောလမ်းမတော်အပိုင်းလူမိုက်ကြီးရဲ့နေမြေမှာလက်ရဲစရဲလူမိုက်ပေါက်စာတယောက်ဖြစ်ဖိုးတို့နာမည်ထွက်လာပါတယ်ဒီနေ့တော့ဖိုးတို့ပြဿနာအကြီးကြီးရှာခဲ့ပြီလာမောင်ဖိုးတို့လာအမေကဘာလို့ဆိုင်အောင်မလာပဲဦးလေးစီရောက်နေတာလေကဲဦးလေးကျွန်တော်ကိုခေါ်ခိုင်းနေစို့အေးလေဒီမှာမင်းအမေကမင်းသတင်းကြပြီးငါစီရောက်လာလို့ကွာဘယ်လိုဖြစ်တာလဲကွာမင်းလုံလိုက်တဲ့ကောင်တွေကပုံနာပါထွန်းလူတွေဆိုဟုတ်တယ်ဦးလေးစောစီကျွန်တော်ဆိုင်ရှိလာပြီးမိုက်ကြီးလာခွဲနေတဲ့ထလုပ်လိုက်တာပဲမင်းကွယ်ဒီလူတွေအကြောင်းလည်းသိရသားနဲ့ဒေါ်ချစ်ဘူးရဲ့စကားကြောင့်ဖိုးတို့တက်ပြင်းချပါလိကဲချစ်ဘူးညီလဲစိတ်ချလက်ချအိမ်ပြန်တော့ဒီညဖိုးတို့ကိုငါ့အိမ်မှာသိလိုက်မယ်ဒီပြဿနာကိုငါရှင်းပေးမယ်နင်ဘာမှမဘူးနဲ့မနှက်ပြန်လဲဆိုင်ခဏနာအောင်ဟုတ်ကဲ့ပါအကူရဲ့ကျမမှလည်းစိတ်ညစ်ပါတယ်တားကြီးမို့လို့အားကိုးရမလားမှတ်တယ်ဒီနေ့ဆိုင်လေးတစ်ခါလောက်စောင့်ခိုင်းဒီနေ့ဒီလိုပြဿနာဖြစ်တယ်ပုံနာလူတွေကပြဿနာလားရှာရင်နောက်နေ့ဘယ်လိုဈေးအောင်ရမှာလဲခေါင်းပုံထားသောဖိုးတို့ကသူ့အမေစကားကြောင့်စက်ခနဲခေါင်းပေါ်လာပါတယ်အမေကဒီကောင်တွေဘာကြောက်နေတာလဲကျွန်တော်ရှိတယ်အမေမလည်းပြန်ဈေးဆိုင်အောင်အမေကိုဘယ်ကောင်လာလို့ရဲလဲကျွန်တော်ကြည့်မယ်ဖိုးတို့နင်ဟာလေတကယ်ပြမဥကောင်းမင်းငါတဲကဲချစ်ဘူးနင်ပြန်တော့ဆိုဘာသိမင်းမေကိုခေါ်သွားတော့14လမ်းမှာတော့ခြေဦးမလဲနဲ့အောင်နော်ငါဒီမှာဖိုးတို့ကိုဆုံးမရရှိတာဆုံးမထားမယ်နင်တို့သွားကြတော့ဘာသိန်းကသူ့အမေကိုအတင်းဆွဲပြီးစပိန်မော်တင်ကနင်းထွက်သွားပါတယ်ဥဖိုးတင်ကဖိုးတို့ရဲ့ပခုံးကိုလက်နဲ့ပုတ်လိုက်ပါတယ်မင်းစိတ်လှုပ်ရှားနေတာတွေငြိမ်သွားအောင်ဝီစကီတောက်မလားဖိုးတို့ကခေါင်းငိမ်ပြလိုက်ပါတယ်ကဲလားဒါဆိုထမင်းစားကနေလိုက်ခဲ့မင်းသတင်းကြားကလေးကငါအထဲမှာဝိုင်းပြင်ထားတယ်ထမင်းစားကနေဝင်သွားတာနဲ့စကော့ဝီစကီတစ်လုံးနဲ့ဖန်ခွက်များကအစင်းနဲ့ငရမ်းကြောက်ဖို့နဲ့ဟင်းညိုတစ်ခွက်လည်းရှိနေပါတယ်ဥဖိုးတင်နဲ့ဖိုးတို့ဇပွဲမှာဝင်ထိုင်လိုက်ကြပါတယ်ဥဖိုးတင်ကဝီစကီပလင်းဖုံးကိုကျင်လည်စွာဖွင့်လိုက်ပြီးဖန်ခွက်တစ်ခွက်ထဲကိုအရက်ငှဲ့ထည့်လိုက်ပါတယ်ဒါနဲ့ကျွန်တော်စိတ်လိုရှားနေတယ်ဆိုတာဘယ်လိုလုပ်သိတာလဲဦးလေးသိတာပေါ့ကွာမင်းခြာတိတ်ဘဝရိုက်ပွဲတွေအားလုံးငါလိုက်ဖြည့်ရှင်းပေးခဲ့ရတာပဲမင်းဒီလောက်တွေးတဲ့ပုံစံဖမ်းနေတယ်ဆိုရင်တော့မင်းတကယ်စိတ်လိုရှားနေတယ်ဆိုတာငါခံမှန်းမိပါတယ်အေးလေဒီတခါမင်းလုပ်ခဲ့တဲ့ကောင်တွေကအရင်ကောင်တွေနဲ့မှမတူပဲဖိုးတို့ကဝီစကီကွက်ထဲကိုရေခဲတစ်လုံးကိုညှက်နဲ့ခတ်ပြီးထည့်လိုက်ပါတယ်ဥဖိုးတင်ကမ်းပေးတဲ့ရေခရားတွေကရေကိုငှဲ့ကဆက်လိုက်ပြီးဒပရိတ်ထဲမော့ချလိုက်ပါတယ်ဟုတ်တယ်ဦးလေးကျွန်တော်ဒီတခါတော့တကယ်စိတ်လိုရှားတယ်သူတို့ဆိုင်ရှိလာပြီးပေဆောင်ဆောင်လုပ်နေကြတာပုံနာပါထုံလူတွေမှန်းသိတယ်ကျွန်တော်တန်းကြီးခံမှုကြိုးစားသေးတယ်ဒါပေမဲ့ဦးလေးကကျွန်တော်အမေမိုးဆိုးမကြီးဒမင်ဒမန်းဈေးအောင်ထားတဲ့ငွေကိုအစိုးရကိုအခွန်ပေးရတာထားပါတော့ဒီကောင်လေးဘာဖြစ်လို့ပေးရမှာလဲကြက်ဝိုင်းကြီးဘိန်းကနေဖားတန်းနေမလို့ပေးရတာဆိုထားတော့ခုဟာကဗျာအဲ့ဒါကိုကျွန်တော်မခံချင်တာနဲ့ဟုတ်ပြီဖိုးတို့ဟုတ်ပြီမင်းစိတ်ကိုငါသိပါတယ်ဒါပေမဲ့မင်းလည်းသိသားပဲကွာရန်ကုန်မြို့မှာဒီကောင်လေးနဲ့ဘယ်လိုလုပ်ကင်းအောင်နေမလဲမင်းစပယ်ယာလိုက်နေတဲ့ကာလာတော့ကလေငါဘတ်စကားတွေဘေးကင်းမှုမမဆရဲ့လူတွေကိုစက်ကြီးပေးခဲ့ရတာပဲကွာကျွန်တော်သိတယ်ဦးလေးအဲ့တုန်းကလည်းဦးလေးမမဆကိုအရန်ကြောက်ပြီးကျွန်တော်တို့ကိုတားထားလို့ကျွန်တော်တို့က
နေအောင်ဖို့တို့နေအောင်ခဏနေအောင်မင်းပြောတာကဘာငါမန်မစာကိုကြောက်တယ်ဟလားဒီမှာမင်းလည်းဘကိုးကမာဆဲသားငါလည်းဘကိုးကမာဆဲသားကွာကမာဆဲသားတွေဘယ်တော့မှတွေးမကြောက်ဘူးအေးမန်မစာကိုမထိဖို့အဲ့တော့ကမင်းတို့ကငါဘာလို့တားတယ်လဲသိလားငါတို့ကမနေ့တနေ့ကမှရန်ကုန်မြို့ကိုတက်လာတဲ့တောသားတွေကွာဒီကလားတွေကရန်ကုန်ကိုသူတို့အင်ပါယာတီဆောက်ထားတာကြားလာပြီမန်မစာနဲ့ညီတို့ငါတို့နိုင်နေနိုင်လိမ့်မယ်မန်မစာဘက်ကနေမက်ဆီကန်ပါလာပြီဆိုရင်တော့ငါတို့တွေအတွက်ဒီရန်ကုန်ကတင်းချိုင်းဖြစ်သွားလိမ့်မယ်ဟုတ်ပြီဦးလေးရဲ့အဲ့ဒါနဲ့ပဲကျွန်တော်တို့ကသူတို့ကိုတသက်လုံးကြောက်ရတော့မှာလားသူတို့တောင်းလို့မပေးရတော့မှာလားဟာဒီလမ်းတော့တန်စီးတစ်ချောင်းပါလေကျွန်တော်လူတွေရှိနေပါပြီအေးဟုတ်တယ်ဖို့တို့ငါပြောနေတာအဲ့ဒါငါတို့ဒီကောင်တွေကိုတသက်လုံးကြောက်နေလို့မလို့အခုဆိုမင်းပါလေနောက်လိုက်တော့ပါနည်းနည်းရှိနေပြီငါစီမှာလေဘာစကားလိုက်ကနည်းနည်းစားရှိတဲ့ခြားလေးတွေမွေးထားတယ်ဒါပေမဲ့ငါတို့အင်အားကသူတို့နဲ့ရှိရင်ဘာမှမဟုတ်သေးဘူးအဲ့တော့ကျွန်တော်ကဘာလုပ်ရမှာလဲဦးလေးငါတို့ညံသုံးရမယ်ပရိယေသုံးရမယ်ဖို့တို့ရဲ့ဘယ်လိုညံသုံးရမှာလဲအေးမိုက်တယ်ဆိုတာညံနဲ့ရှင်ပြီးမိုက်တာဘေးကဲလို့မင်းငါတို့ရငါကလူမိုက်ဖို့လုပ်ချင်တဲ့သူတော့မဟုတ်ပါဘူးဒါပေမဲ့ငါစီမှာလူမိုက်ဖို့ဖြစ်လာနိုင်မဲ့မင်းတို့အကြံကောင်းတွေရှိတယ်အဲ့ဒါတွေမျိုးပေးမယ်အဲ့ဒီအကြံတိုင်းကောင်းထဲပေါ်ပြီးရင်ပုံနာပါထွန်းရဲ့လမ်းမတော်ကနေဖိုးတို့ရဲ့လမ်းမတော်ဖြစ်သွားပြီပေါ့ကွာကျွန်တော်ဘာလုပ်ရမလဲမင်းမာမုတ်ကိုတက်ဖြစ်သွားမယ်ဗျာဘာလို့ဟုတ်တယ်ဘာလဲမာမုတ်ကိုပြောတာမာမုတ်ကမက်ဆီကန်ရဲ့အားကိုကလူမိုက်ပဲမက်ဆီကန်လူမိုက်ကိုမခံခင်တည်းကမာမုတ်ကလူမိုက်ပဲမက်ဆီကန်ကငွေအားကောင်းကောင်းနဲ့သိသွင်းနေတာမက်ဆီကန်ဆိုတဲ့ကောင်ကစီဝိုင်းသမားပတ်စံလာရှိတယ်ကိုယ်တိုင်မမရဲဘူးကွာဒါကြောင့်သူအားကိုဆုံးမာမုတ်ကိုမင်းဖြုတ်ရမယ်ကျွန်တော်နဲ့ဖြစ်တာပုံနာပါတော့လေဗျာဘာကိစ္စမာမုတ်ကိုသွားတော့ပါလေဒီမှာဖို့တော့မက်ဆီကန်နဲ့ပုံနာပါတော့အခြေအနေကအခုအချိန်မှာမသိမသာအားပြိုင်နေကြတာဒါပေမဲ့ဘလို့ပဲပြန်မက်ဆီကန်ကနိုင်ငံရေးပါဝါရောငွေအားရောလူမိုက်အင်အားပါပုံနာတဲ့အများကြီးသားတယ်ပုံနာတို့ဟိန္ဒူအုပ်စုကမက်ဆီကန်တို့မွတ်စလင်အုပ်စုကိုဖြုတ်ပြီးရန်ကုန်ကိုဆိုးမယ်လို့မက်ဆီကန်ကတန်တရားဝင်နေတယ်အဲ့ဒါငါသိထားတဲ့သတင်းပဲဟုတ်ပြီဦးလေးကျွန်တော်သဘောပေါက်ပြီကျွန်တော်ကမက်ဆီကန်လူမာမုတ်ကိုဝင်ဖြုတ်မယ်လမ်းတော်ဘက်ကဆိုတော့ပုံနာလူလို့မက်ဆီကန်ကထင်ပါပဲအဲ့ဒီခါမှာမက်ဆီကန်နဲ့ပုံနာနဲ့ညှိကြတယ်အဲ့လိုလားညှိကြတယ်ညှိပဲမညှိကြတယ်မညှိဘူးပေါ့ကွာဒါပေမဲ့တေချာတာကတော့လောလောဆယ်မာမုတ်ကိုထိထားရင်ပုံနာလေသူလို့တော့မဟုတ်ကြောင်းဖြေရှင်းနေရတယ်လေမင်းဘက်ကိုလှည့်လာဖို့သတိရမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာမင်းကဆက်လုပ်စရာတွေကိုဆက်လုပ်နေရမယ်အရေးကြီးတာကမာမုတ်ကိုမင်းလို့နာမည်လောလောဆယ်ဘယ်သူမှမသိစေဖို့ပဲကွာဖို့တော့ပြောလိုက်ပါလေတီသွားတော့လေဘာကြီးလဲဥရိယာဖိုးတို့က၄ခွက်မြောက်ဖြစ်တဲ့ဝီစကီကိုမော့ချလိုက်ပါတယ်လှပခံကြသောမြင်းတကောင်ဆွဲတောက်ကရထားကြီးကပန်းစွမ်းလမ်းလေးကိုကြွကြွရွရွဝင်ရောက်လာပါတယ်မြေထားကိုမောင်းတဲ့သူမှာအိန္ဒိယမှာမဟာရာဇာစော်ဝါကြီးတယောက်ကြီးပါခမ်းနားစွာဝတ်ဆင်ထားပါတယ်ယထာမောင်းသမားပင်ထိုအမြခမ်းနားစွာဝတ်ဆင်လာလျင်ယထာပေါ်မှာပါလာတဲ့သူဟာညီမြခမ်းနားလိုက်လေလို့လူတိုင်းကတွေးနေကြပါတယ်ပါဆိုတဲ့ဒေါက်တာချန်ဒရာဆင်းရဲ့စီကံအရှိရောက်မှာမြင်ထားရသွားပါလေရှေးဦးစွာယထာဘော်ကနေပန်းချပြီးခေါင်းပေါင်းဝတ်ထားပြီးနှကမ်းမွေးကော့ကော်ကြီးများနဲ့လူနှစ်ယောက်ဆင်းလာကြပါလေထို့နောက်တွင်မှရွှေစစ်တို့ကွတ်ထားတဲ့ဒကလတ်အုတ်ထုံနဲ့ဥရောပဝတ်စုံကိုဝတ်ထားသူတို့ဆင်းလာပါလေသူကရန်ကုန်မြို့ဒုစရိုက်လောကရဲ့ဘယင်မက်ဆီကန်ဟာစတီဘရာသာကုမ္ပဏီနဲ့ဖက်ဆက်အဝယ်တော်ဖြစ်လုပ်ကြရာကချမ်းသာလာသူဖြစ်ပါလေစဘာတေယူပို့ဆောင်ရေးလုပ်ငန်းအတွက်အဓိကကြတဲ့လိုင်စင်များကိုနီးမျိုးစုံနဲ့ရယူထားနိုင်ခဲ့ပါလေဘုံမေမအိန္ဒိယလူမိုက်ခိုင်းများနဲ့ဆက်သွယ်ပြီးအိန္ဒိယမှမြန်မာပြည်ထဲကိုအလုပ်သမားများပို့ဆောင်ပြီးတဲ့ဈေးကွက်ကိုလုပ်ကိုင်လာခဲ့ပါလေမြန်မာပြည်ရဲ့အိန္ဒိယအလုပ်သမားဈေးကွက်ကိုခြေလည်နိုင်ခဲ့သူဖြစ်ပါလေကမာရွတ်မှာသူပိုင်တဲ့မက်ဆီဈေးကြီးကိုထူထောင်ပါလေကျင်းနိုင်မှာစူရတီပဇားဈေးကြီးမှာအစုရှယ်ယာအများဆုံးပိုင်ဆိုင်ပါလေမက်ဆီကန်ဟာသူ့ရဲ့စီးပွားရေးအင်ပါယာကိုရန်ကုန်မြို့တွင်ချဲ့ထွင်းလာရမှသူ့ရဲ့စီးပွားရေးများကိုကာဝေးရန်လူမိုက်များအားငွေအားနဲ့လက်သက်ငွေလာရပါလေ